ဆုံးပြချလမ်းပေါ်မှာအသုံးမရတော့တဲ့ပစ္စည်းလားရှောင်းတန်းနေပြီအိုအားငမီလောကကြီးရဲ့အဆုံးဒီဆန်းရှိတိုင်းလုံးနေသူဘဝပြတ်တဲ့ဒီပစ္စည်းချဖဲချပြီးစွန့်ပဲပြီးရုပ်ဝတ္ထုပြသဘောတာအတ္တကြီးကလူတဘာဝနဲ့ပေါ့စီယုံထမရအောင်ဝိုင်းကာထားညိုညင်ပြီးကောင်းဖို့ရဲ့အောင်ချိုးနေပြကအပေခဲရပြီလားစိတ်ကြကြစိတ်ရှုပ်ထွေးဆိုညင်မှုကပုံများတော့ဒုရကျဲမျောနေစေယုံရင်နဲ့မြုပ်နေစေပဲချိန်မနှောင်းခင်မှာအတိဝင်လာနှလုံးသားကြိုးပဲနောင်တန်းနဲ့ခင်လန်းခေါ်ပြီးလမ်းမျောကြည့်ဒုစရိုက်တွင်ကအစဉ်ယုံထားဒုသာယုံကချင်းနေပဲမို့တဲ့ထွေးထွေးဒုစရိုက်တွင်မှာဆွဲထုတ်ခဲလို့စီလုံမြောက်ခွင်လူတငါကအပြစ်ဖြစ်လို့ချက်လေးနဲ့ရောက်ပြီမို့ဖယားသားဖြစ်ပြီးအလင်းသားဖြစ်ပြီးဖြစ်ခဲ့ပြီးတော့နောက်ပြန်မတွေးပါမောင်းထုတ်ပြလိုက်ပြီးအစိမ်ကြောင့်မခဲ့ပြီးထောက်ရတဲ့ရပြီးလောကကြီးမှာခဏတာသက်ရှင်ဝမ်းမြောက်ခဲ့ရပြီးဖယားသားဖြစ်ပြီးအလင်းသားဖြစ်ပြီးဖြစ်ခဲ့ပြီးတော့နောက်ပြန်မတွေးပါမောင်းထုတ်ပြလိုက်ပြီးအစိမ်ကြောင့်မခဲ့ပြီးထောက်ရတဲ့ရပြီးလောကကြီးမှာခဏတာသက်ရှင်ဖယားသားတွေပဲစိတ်ကြကြအိုစိတ်ရှုပ်တွေဆိုညင်မှုကပုံများသွားဒူးစရိုက်တဲ့ညောနေစေယုံရင်နေမြုံနေစေပဲအချိန်မနှောင်းခင်မှာအသီးဝင်လာနှလုံးသားကြိုးပဲနောင်တနဲ့အခင်လန်းခေါ်ပြီးလမ်းမြော်ကြီးဒူးစရိုက်တွင်ကစီယုံတာချိုးစားယုံကချီနီးပဲမို့ခင်ထွေးထွေးဒူးစရိုက်တွင်မှာဆွဲထုံးခဲလို့စေလုံမြောက်တနာကပြည့်ပြည့်လို့ချိန်အလေးလေးရောက်ပြီမို့ဖယားသားဖြစ်ပြီးအလင်းသားဖြစ်ပြီးဖြစ်ခဲ့ပြီးတော့နောက်ပြန်မတွေးပါမောင်းထုတ်ပြလိုက်ပြီးအစဉ်ကြောင့်မခဲ့ပြီးထောက်ရတဲ့ရပြီးလောကကြီးမှာခဏတာသက်ရှင်ဝမ်းမြောက်ခဲ့ရပြီးဖယားသားဖြစ်ပြီးအလင်းသားဖြစ်ပြီးဖြစ်ခဲ့ပြီးတော့နောက်ပြန်မတွေးပါမောင်းထုတ်ပြလိုက်ပြီးအစဉ်ကြောင့်မခဲ့ပြီးထောက်ရတဲ့ရပြီးလောကကြီးမှာခဏတာသက်ရှင်ဖယားသားတွေပဲပြီးတော့မှနောက်တစ်ခေါက်ပြန်ဆိုခိုင်း